တောင်သူဦးကြီးများအားလုံးပဲမင်္ဂလာပါအခုလိုနိုဝင်ဘာဒီဇင်ဘာလတွေဆိုရင်ကျွန်တော်တို့ပဲရူရဲ့ဘယင်ကလဘဲဆက်ပြူရာတီချင်းဖြစ်လာပြီဖြစ်တဲ့အတွက်ကလဘဲဆက်ပြူရေးနဲ့ပတ်သက်ပြီးဆောင်းရံရှောင်းရံလေးတွေကိုကျွန်တော်မျှဝေပြီးသွားခြင်းပါတယ်ဗျဟုတ်ပြီကလဘဲမှာပေါ့နော်အဓိကကြုံတွေ့ရတဲ့ပြဿနာကတော့မှုယောဂါပါမှုယောဂါလို့ပြောရင်နံပါတ်1ပါရှိတဲ့ဆိုဖြူစီရီယန်လို့ခေါ်တဲ့ပင်ညိုယောဂါပေါ့နော်အဲ့ဒီယောဂါစဉ်ကြီးထွားမှုစဉ်တိုင်းမှာဖြစ်နိုင်ပါတယ်အဓိကပြင်သူအကွက်လိုက်ညိုးပြီးတော့ဝါတယ်ပြီးတော့တည်သွားတယ်ပေါ့နော်ဒီလိုမူယောဂါလည်းဖြစ်တတ်တယ်လို့နောက်တစ်ခုကတော့ပင်စီပုတ်တဲ့ယောဂါပါမြေကြီးနဲ့နီးစပ်တဲ့ပင်စီတွေရဲ့အခြေပိုင်းမှာပုတ်သွားတာမျိုးတွေတွေ့ရတာများပါတယ်ဗျနောက်တစ်ခုကတော့ကျွန်တော်တို့မိခိုးရောင်မူယောဂါပေါ့နော်မိခိုးရောင်မူယောဂါကတော့အဓိကအပြည့်ပင်စီတွေအကိုင်းတွေအရွက်တွေမှာပို့ပြီးတော့ဖြစ်တတ်တဲ့မူယောဂါတစ်မျိုးပါနောက်တစ်ခုကတော့ကျွန်တော်တို့အခုခိုက်တာလို့ခေါ်တဲ့ပင်လျှောက်ယောဂါပေါ့နော်သူကတော့အပင်စိတ်ပိုင်းအားလုံးမှာဖြစ်တာကိုတွေ့ရပါတယ်သူကတော့6ပြီးရင်တည်သွားတယ်ပေါ့နော်နောက်တစ်ခုကတော့ဘာဟုမူယောဂါပါသူ့ကိုနောက်တနည်းနှင်းမုံယောဂါလို့လည်းခေါ်ပါတယ်သူကတော့အဓိကအဖြစ်သူကပင်စီကနေဖြစ်လာပြီးတော့တီးတောင်းတို့ပင်စီတို့အရွက်ကနေတဆင့်ပင်စီတွေတီးတောင်းနေထိပါကုဆက်ပြီးတော့ဖြစ်တတ်တဲ့ဘာဟုမူယောဂါပေါ့နော်ပြောရရင်ကျွန်တော်တို့ယောဂါများသောအဖြစ်ဖြစ်တာဒီမူကြောင့်ဖြစ်တဲ့ယောဂါတွေများပါတယ်ကလဘဲမှာအဲ့ဒီယောဂါလေးတွေတွေ့ရတတ်ပါတယ်ဗျဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်ကလဘဲအဓိကစိုက်တဲ့နေရာတွေလို့ပြောရင်ကျွန်တော်တို့မန္တလေးတိုင်းနဲ့မကွေးတိုင်းမှာရှိပါတယ်မန္တလေးတိုင်းမှာစိုက်တဲ့ကလဘဲတွေက B2 B7 ရင်းနှင်းဆက်လေးလို့ခေါ်တဲ့ကလဘဲမျိုးတွေစိုက်ကြပြီးတော့ကျွန်တော်တို့ပွင့်ပြူစလေးစကုကျွန်တော်တို့မကွေးတိုင်းမှာတော့929 Holland စတဲ့အမြတ်ကြီးမုံစတဲ့ကျွန်တော်တို့ကလဘဲမျိုးတွေစိုက်ကြပါတယ်ဒါပေမဲ့ကလဘဲတွေရဲ့တူညီတဲ့အချက်ကတော့များသောအားဖြင့်မှုယောဂဖြစ်ပါတယ်ပထမစိုက်စားတစ်နှစ်မှမဖြစ်ပေမဲ့2နှစ်3နှစ်လောက်ဆိုရင်များသောအားဖြင့်ပင်ညိုပင်ဒီယောဂတွေဖြစ်တာတွေ့ရတယ်ဗျပင်ညိုပင်ဒီယောဂက9ရက်သားလောက်ကနေစပြီးတော့15ရက်သားလောက်စတင်တွေ့ရှိရပါတယ်တပင်တလီစပြီးတော့အရွက်ကလေးတွေဝါလာတယ်ပြီးရင်ပင်6တဲ့တည်သွားတယ်ကျွန်တော်တို့တဘာဝအကြီးတွေတိုင်ဆိုင်မယ်ဆိုရင်တော့ကျွန်တော်တို့ရေးလိုက်ပဲလို့လည်းခေါ်တယ်နှုံးပဲလို့လည်းခေါ်တယ်ပေါ့နော်ကျွန်တော်တို့မန္တလေးတိုင်းကတောင်သူတွေကတော့နှုံးပဲလို့ခေါ်ကြပြီးတော့မကွေးတိုင်းကတောင်သူတွေတော့ရေးလိုက်ပဲလို့သုံးကြပါတယ်သူကတော့ဘယ်လိုနည်းလဲဆိုရင်စဘာစိုက်ပြူပြီးတဲ့အချိန်မှာစဘာငရိတ်သိန်းငယ်အစိုးရရှိတဲ့အချိန်မှာကလဘဲမျိုးစိတ်ကိုပက်ကျဲပြီးတော့စိုက်တဲ့စနစ်ပါဆိုတော့စဘာရိတ်ပြီးတာနဲ့အပင်လေးတွေထွက်လာမယ်အဲဒီကနေတစ်ဆင့်ကောက်ရိုးတွေရဲ့ကြားမှာကောက်ရိုးငုတ်တွေကြားမှာအပင်ဖြစ်လာမယ်အပင်ကြီးလာတာနဲ့ကောက်ရုံးငုတ်လေးတွေကဆွေးသွားမယ်ပေါ့နော်အဲ့ဒီလိုစနစ်နဲ့စိုက်တာကလည်းပင်ညိုပင်ဒီယောဂါကိုသက်သာစေပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့အုပ်ဖုံးခုတ်ဖုံးစိုက်ပျိုးရေးပါခုတ်ဖုံးစနစ်ဆိုတာကတော့ကလဘဲကိုစပားရိတ်ပြီးတဲ့အချိန်မှာကလဘဲကိုကျဲလိုက်တယ်ပြီးရင်ကျွန်တော်တို့ဆက်ထွန်းဆက်နဲ့ပေါ့နော်တစ်စက်လောက်ခုတ်ပြီးတော့ဖုံးပလိုက်တယ်အဲ့ဒီကောက်ရိုးတွေနဲ့ပြန်ဖုံးတယ်ပြီးတော့ရိတ်လို့ထွက်လာတဲ့ကောက်ရိုးတွေကိုတခြားနေရာမပစ်တော့ပဲအဲ့ဒီလေခွဲနဲ့မှာပဲကလဘဲမျိုးစိကျဲထားတဲ့အခင်းပုံမှာပြန်အုပ်ပြီးတော့စိုက်တဲ့စနစ်ပါအဲ့ဒီစနစ်နဲ့စိုက်ရင်လည်းကျွန်တော်တို့ကလဘဲဒီရဲ့ပင်ညုပင်ဒီယောဂါဖြစ်တာကိုသက်သာစေပါတယ်နောက်တစ်ခုကတော့စူဒိုစနစ်သို့မဟုတ်လက်နဲ့အဆိုးရက်ရှိတဲ့နေရာတွေမှာလက်ပေါက်ကတ်လို့ခေါ်တဲ့ကလဘဲစိတ်လေးတွေကိုကျွန်တော်တို့မြေကြီးတဲ့ရအောင်မျိုးစိကမြေကြီးတဲ့ရအောင်လုပ်ပြီးတော့ဒီဟာတွေကိုကောက်ယူနဲ့ပြန်ဖုံပြီးတော့စိုက်တဲ့စနစ်ပေါ့နော်ဒီလိုစူဒိုစနစ်နဲ့ခုနပြောတဲ့လက်ပေါက်ကတ်စနစ်တွေနဲ့စိုက်ခြင်းအပြင်အကျိုးကျေးဇူးကတော့နံပါတ်1ဘာဖြစ်လဲဆိုရင်တောင်သူတွေရဲ့မျိုးစိကုန်ကြစိမျိုးစိကုန်ကြမှုလည်းသက်သာပါတယ်ပင်ညုပင်ဒီယောဂါကိုလည်းသက်သာပါတယ်ဗျနောက်ပြီးကတော့ကျွန်တော်တို့ဒီလိုမျိုးတဘာဝနည်းတွေနဲ့စိုက်ဖို့အတွက်နည်းနည်းအဆင်မပြေသေးဘူးကိုအနေနဲ့ခက်ခဲတယ်ဆိုရင်တော့ကျွန်တော်တို့စီကထုတ်ထားတဲ့ bio triple လို့ခေါ်တဲ့ဒီ trichoderma motacy ပေါ့နော်ဒီလူနယ်ဆေးတွေသုံးလူမျိုးစိကလေးကလူနယ်ဆေးသုံးမယ်အပင်ငယ်စဉ်ကလေးကတပတ်တစ်ခါပုံမှန်ဖြန်းသွားမယ်ဆိုရင်လည်းကျွန်တော်တို့ပင်ညုပင်တီယောဂါကိုသက်သာစေပါတယ်ဆိုတော့ဒီပင်ညုပင်တီအတွက်ကိုကျွန်တော်တို့ဒုချေလက်ကထုတ်ထားတဲ့ဆေးတွေထဲမှာဆိုရင်အဓိကအနိုင်ဆုံးဆေးနှမျိုးကတော့ဒီ bio triple လို့ခေါ်တဲ့ trichoderma ဇီဝမူတဆေးနဲ့ bacillus လို့ခေါ်တဲ့ bacteria ရှီကန်ကျွန်တော်တို့ဇီဝသက်ဆောင်ဆေးပါဒီနှစ်ခုကိုမျိုးစိလူနယ်ဆေးအဖြစ်သုံးနိုင်ပါတယ်မျိုးစိလူနယ်ဆေးအဖြစ်သုံးမယ်ဆိုရင်တော့ကလဘဲတတင်းကို bio triple လို့ခေါ်တဲ့ဇီဝမူတဆေးက100 gram ပါတဲ့တစ်ထုပ်ပေါ့နော်ပြီးရင် biobacillus လို့ခေါ်တဲ့ကျွန်တော်ဇီဝသက်ဆောင်လေးက1 liter ပေါ့နော်ကျွန်တော်တို့အဲ့ဒီနှစ်ခုကိုရောပြီးတော့လူနယ်လေးဖြစ်သုံးလို့ရပါတယ်ဒါအပြင်အပင်တက်တန်း9ရက်ကနေစပြီးတော့9ရက်တစ်ချိန်ပုံမှန်ဒါလေးတွေထည့်ဖြန်းသွားမယ်ဆိုရင်တော့ကျွန်တော်တို့ကလဘဲမှာဖြစ်တတ်တဲ့ပင်ညုပင်ဒီယောဂါတွေကိုလုံးဝထိရောက်သက်သာစေပါတယ်ဗျဆိုတော့ဒီဟာတွေကပုံမှန်အားဖြင့်ကျွန်တော်တို့ဒီဆေးတွေဒီတဘာဝဇီဝမြေဩဇာတွေဖြစ်တဲ့အတွက်
ကျွန်တော်တို့တောင်သူတွေစိုက်ပျိုးထုတ်လုပ်တဲ့တောင်သူတွေအတွက်လည်းဘာအန်ဒီယမမရှိဘူးဘေးကင်းတယ်ပြီးတော့ထွက်လာမဲ့သီးနှံတွေအတွက်ကိုလည်းစားသုံးသူလက်ဝယ်ရောက်တဲ့ချိန်ကြီးအန်ဒီရဲ့ကင်းရှင်းပါတယ်ဒါကတော့ကျွန်တော်တို့ bio trigo နဲ့ bio bacillus ရဲ့ကျွန်တော်တို့ကလယ်ဘဲမှာသုံးတဲ့ပုံစံလေးပါဒါအပြင်ပါလေးပါသုံးတယ်လဲဆိုတော့ကျွန်တော်တို့ကလယ်ဘဲတွေဒီအပဲမစုပေါ့နော်အပင်ကြီးဖို့လိုတယ်အသီးသီးဖို့လိုတယ်ပြီးရင်ယောဂကင်းဖို့လိုတယ်ဆိုတော့အပင်အသီးသီးဖို့ဆိုရင်တော့အသီးများများရဖို့အပင်ကောင်းကောင်းကြီးဖို့လိုပါတယ်အပင်ကြီးထွားမှုကောင်းမှအသီးများများတည်မှာပါဆိုတော့ယောဂကင်းမှလည်းကျွန်တော်တို့လူချင်းနဲ့ထွက်နှုံးတိုင်းလေးပုံမှန်ထွက်လာနိုင်မှာဖြစ်တယ်ဆိုတော့ယောဂကာကွယ်ဆေးအပြင်ကျွန်တော်တို့ဒုကြီးလက်ကထုတ်ထားတဲ့ဘယ်အိုကောင်းလို့ခေါ်လဲဒီဇီဝမျိုးစာဇီဝရဖြန်းစည်းကိုလည်းအသုံးပြုသင့်ပါတယ်ဒီဘိုင်အိုကောင်းကတော့ကျွန်တော်တို့အပင်ကြီးထွားမှုနဲ့အပင်တန်စီတယ်ပြီးတော့အသီးအကောင်းမှုကိုလည်းဖြစ်စေပါတယ်ဒါပြီးရင်တော့ကျွန်တော်တို့ဒီဇီဝမျိုးစာဖြစ်တဲ့ဘိုင်အိုကောင်းတူကပုံမှန်သုံးသွားမယ်ဆိုရင်တော့မြေကြီးလည်းထက်တန်လာပါပဲဗျဆိုတော့ကျွန်တော်တို့ရဲ့အသုံးပြုပုံလေးကတော့ကျွန်တော်တို့ရပြန်စည်းအနေနဲ့သုံးမယ်ဆိုရင်ဒီဘိုင်အိုကောင်းလို့ခေါ်တဲ့ဇီဝမြေဩဇာပျော်ရည်ကို900 cc အပင်9ရက်သားမှာဆိုရင်တော့အပင်ငယ်စဉ်မှာ250 cc ဆေးပြားမုန့်တစ်ပုံးကိုထည့်သင့်ပါတယ်ပြီးရင်တော့ bio bacillus က100 cc ဆေးပြားမုန့်တစ်ပုံးကိုထည့်ရပါမယ်ပြီးရင်တော့ bio trigo လို့ခေါ်တဲ့ trichoderma ဇီဝမူတဆေးလေးကိုတော့ကျွန်တော်တို့10 gram ပေါ့နော်10 gram ဟင်းစားစွန်းလေးတစ်စုံအတိသုံးရပါမယ်ဆိုတော့သုံးပြုပုံကတော့ဒီ trichoderma မူတဆေးလေးကိုမနေ့လို့ပက်ဖြန်းတော့မယ်ဆိုရင်ဒီနေ့ညနေကလေးကဟင်းစားစွန်းတစ်စုံအတိလေးကိုရေတန့်ဘူး1လီတာတဘူးနဲ့စိန်ထားရပါမယ်ဗျပြီးရင်မနေ့ကိုဖြန်းတဲ့အချိန်ရောက်ရင်တော့ခုနစိန်ထားတဲ့ရေတန့်မှုတဘူးကိုဆေးပြားမုံတပုံနဲ့ကိုလောင်းထည့်ရမှာဖြစ်ပါတယ်လောင်းထည့်တဲ့အချိန်မှာရေစစ်သုံးဖို့အဝတ်စားနဲ့ခံဖို့လိုပါတယ်အကြောင်းရင်းကတော့ကျွန်တော်တို့ဒီအမုံစနစ်နဲ့ထုတ်ထားတာဖြစ်တဲ့အတွက်ဒီအမုံလေးတွေကကျွန်တော်တို့ဆေးပြတ်တဲ့ပိုက်ကလေးတွေမှာဆိုတာဖြစ်တာမျိုးတွေမဖြစ်အောင်မလို့ပြောရခြင်းဖြစ်ပါတယ်ဒီလိုစစ်လို့ထွက်လာတဲ့အမုံလေးတွေကိုလည်းကျွန်တော်တို့တခြားနေရာကိုသွားမစွန့်ပစ်ပါနဲ့မိမိတို့ရဲ့ကလေးပဲခင်းထဲမှာပဲပြန်ပြီးတော့ပက်ကျဲပေးပါအပင်တန်းတစ်လကျော်လောက်ရောက်လာတဲ့အခါအပင်ကြီးထွားလာတဲ့အပင်ကြီးပိုင်းတစ်လကျော်သားကျော်ရှိလာပြီဆိုရင်တော့ကျွန်တော်တို့ဘိုင်အိုကောင်းကို900 cc သုံးပေးဖို့လိုပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့အသီးပွင့်ပိုင်းကာလရောအပင်ပိုင်းကာလရောနောက်6ပုံမှန်9ရက်တစ်ကြိမ်ပက်ဖြန်းသွားမယ်ဆိုရင်တော့ယောဂလည်းကင်းမလို့အပင်ကြီးထွားလာပြီးထွက်နှုံလည်းကောင်းပါလိမ့်မယ်